မျက်မမြင်ဘဝနဲ့16နှစ်လုံးနေလာခဲ့တဲ့ကျွန်တော်ဒီနေ့မှာတော့ပထမဆုံးအကြိမ်မျက်စိပွင့်လာခဲ့ပါတယ်ဒါပေမဲ့မျက်စိပွင့်ချင်းမှာပဲတအိပ်ရတဲ့အတူအိတ်နေတဲ့ကျွန်တော်ဇနီးဟာအခုလက်ရှိတိုင်းပြည်ရဲ့ဧကရီဘီရင်မှာဖြစ်နေတာကိုသိလိုက်ရတယ်ဒါတင်မခတ်သေးပါဘူးကျွန်တော်နေတိုင်းပါလေးဆွဲပြီးဆန်းနောက်ကြည့်စဲနေတဲ့အိမ်ကအစေခံမလေးဟာလည်းတလောကလုံးကကြောက်ရွံ့ရတဲ့ထိတ်တန်းသားသမားတစ်ယောက်ဖြစ်နေပြန်ရောပိုပြီးကြောက်စရာကောင်းတာကအိမ်ကခွေးကြီးဟာလည်းနှစ်ပေါင်းလေးစသိန်းကျော်တက်တန်းရှိပြီဖြစ်တဲ့မိစ္ဆာဦးကြီးဖြစ်နေတာပါပဲဒါတွေအားလုံးဟာမကောင်းတဲ့လူတွေကကျွန်တော်ကိုအသုံးချသွားမှစိုးရိမ်တဲ့အတွက်ဇနီးဖြစ်သူဧကရီဘီရင်မကလောကထိပ်သီးပညာရှင်တွေကိုတာမန်ရက်သားတွေလိုအသွင်ယူခိုင်းပြီးကျွန်တော်ကိုကာကွယ်ခိုင်းထားတာပါဒါပေမဲ့ကျွန်တော်ဟာတာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာကိုတော့သူဘယ်လိုမှရိပ်မိမှာမဟုတ်ပါဘူးတကယ်တော့ကျွန်တော်ဟာကိုယ့်မျက်လုံးနဲ့စွမ်းအားတွေကိုကိုယ်တိုင်ဆန္ဒအလျောက်ပိတ်ပင်တစိတ်ခတ်ထားတာဖြစ်ပါတယ်အကြောင်းရင်းကတော့ကျွန်တော်ဒီကဘာကိုရောက်လာတဲ့ကမျက်မမြင်ဓာတ်နဲ့ဖျားစနစ်ကိုရရှိထားလို့ပါပဲဒီစနစ်ကမျက်လုံးကိုပိတ်ထားလေးစွမ်းအားတွေပိုပြီးတိုးတက်လာလေးဖြစ်တဲ့အပြင်စနစ်ကပြီးတဲ့အလန်းစားစုလက်တွေကိုလည်းကန်ဆန်းမဲနိုင်လို့ရပါသေးတယ်မျက်စိစကန်ခါစားတော့ကတော့ဘာချင်းကြံမှုမှလည်းမရှိအသားမကျသေးတာမို့လမ်းဘေးမှာမျက်သေးလူနီးပါဖြစ်ခဲ့ရဘူးလေအဲ့ဒီအချိန်တုန်းကတထေးသမီးတယောက်နဲ့ဆုံခဲ့တာပါသူကအိမ်အောင်ပြုတ်ဖို့အတင်းတိုက်တွန်းနေတာကိုအကြောင်းပြပြီးကျွန်တော်နဲ့လက်ထက်ချင်အောင်ဆောင်ဖို့ကမ်းလှမ်းခဲ့တယ်ငက်တေတော့မဲ့ကျွန်တော်ကလည်းဝမ်းသာအားရလက်ခံခဲ့တာပေါ့အဲ့ဒီလိုနဲ့ပဲတထေးမလေးရဲ့ကျွေးမွေးဆောင်ရှောက်မှုကိုခံယူပြီးပျော်စရာကောင်းတဲ့ဘဝကိုမမျှော်လင့်ပဲဖျက်ဆီးခွင့်ရခဲ့တာပါဒီနေ့ဟာကျွန်တော်ကိုယ့်မျက်လုံးကိုပိတ်ထားခဲ့တာ10နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်ငြိမ်သက်နေတဲ့စိတ်အာရုံထဲမှာစနစ်ရဲ့အကြောင်းကြားတန်ကရုတ်တရက်ထွက်ပေါ်လာခဲ့တဲ့အလန်းစားဆုလက်ကြီးကိုကန်ထူးသွားတဲ့အတွက်ဂုံပြူပါတယ်တဲ့ကျွန်တော်ကန်ကတကယ်ကိုပောက်ကွဲသွားပြီးနှက်သက်ကြွေဓာတ်ကျစင်ဆိုတဲ့ဆုလက်ကြီးကိုတစ်ချက်ထဲနဲ့ရလိုက်တာပါတပြိုင်နက်တည်းမှာပဲကြောက်မက်ဖွယ်ကောင်းတဲ့ဓာတ်ရှိန်ဝါတွေကျွန်တော်ခန္ဓာကိုယ်ထဲကနေပေါ်ထွက်လာပြီးမတော်တဆလွတ်ပြန်သွားတဲ့အရှိန်ဝါအနှဲငယ်ကြောင့်တင်ကောင်းကင်ရန်ကြီးမှာကြီးမားတဲ့အကွဲကြောင်းကြီးတစ်ခုဖြစ်သွားခဲ့တယ်ကျွန်တော်လည်းလမ်းဖြတ်သွားပြီးအမလေးတကယ်ကြီးကောင်းကင်ကိုဓာတ်နဲ့ခွဲနိုင်တာပဲလို့စိတ်ထဲကရေရွတ်လိုက်မိတယ်ဒါနဲ့ပဲအရှိန်ဝါအားလုံးကိုအမြန်ပြန်သိမ်းလိုက်ပြီးတလောကလုံးမှာအင်အားအကြီးဆုံးဖြစ်မလာသေးခင်ထိတော့လူမသိအောင်အေးအေးဆေးဆေးပဲနေရမယ်လို့ကိုတတိပေးလိုက်ရတယ်တခင်ကြီးဘာဖြစ်လို့လဲရှင်အစေခံမလေးနာလန်ရန်ကပြပြတလဲတကားတုံးဖွင့်ဝင်လာပါတယ်သူ့ရဲ့ကြည်လင်နေတဲ့မျက်ဝန်းတွေထဲမှာတော့အံ့ဩမှုနဲ့တန်တရားတွေပြည့်ပါပဲမင်းတို့တခင်ကြီးကဒီလောက်တော်ပြီးလမ်းနေတာဘာဖြစ်ရမှာလဲကျွန်တော်ကလည်းပြောဆိုနဲ့ပဲသူ့ရဲ့အိစက်ညံ့ညောနေတဲ့ပပြင်လေးကိုလှမ်းဆွဲလိုက်တယ်လက်ချောင်းတွေကနေတဆင့်အမျက်ထိတွေ့နေကြနူးညံ့တဲ့ခံစားချက်ကိုရလိုက်တာနဲ့စိတ်ကူးတစ်ခုရုတ်တရက်ပေါ်လာပြန်တယ်ရန်မင်းသားတိုင်းတင်ချင်လားနာလန်ရန်ကရှက်သွေးဖြာပြီးနီးမြန်းသွားတဲ့ပပြင်လေးကိုကိုင်ရင်ကောင်းညစ်ပြတယ်တင်ချင်တာပေါ့တခင်မကြီးနဲ့တခင်ကြီးကိုကာကွယ်ပေးချင်လို့ပါသူ့စကားကိုကြားတော့ကျွန်တော်ကတက်တိနားလဲတဲ့ပညာရှင်ကြီးတယောက်လိုလက်နှစ်ဖက်ကိုနောက်ပြက်အတိတ်ကိုတတိယနေတဲ့ပုံစံဖမ်းလိုက်ပေမဲ့စိတ်ထဲမှာတော့ဒီအခြေအနေကိုရေချင်နေမိတယ်ပြီးတော့ချောင်းတစ်ချက်ဟန်ပြီးလိန်ညာပြောဆိုပါတော့တယ်ဟိုးအရင်တုန်းကဖုံးဆိုးအိုကြီးတယောက်ကငါ့ကိုတွေ့တော့ဇက်လက်ရုပ်ထွက်နေပြီးတတောင်းမှာတယောက်ရခဲ့တဲ့တိုင်းပါရမီရှင်ကြီးဆိုပြီးဒါကျန်းတဆောင်အတင်းပေးခဲ့ဘူးလေသူကိုယ်သူလဲဒါလောကရဲ့ထိပ်သီးကောင်းဆောင်ကြီးပါဘာညာဆိုပြီးကြွားလိုက်သေးတာငါကတော့အဖိုးကြီးလိန်နေတာလို့ပဲထင်ပြီးဖြစ်တယ်လို့လှမ်းလို့ကြည့်ပြီးစပွဲခြေထောက်အောက်မှာခုခံထားလိုက်တယ်ဒါပေမဲ့အဲ့ဒီစာအုပ်ထဲကဓာတ်တိုင်းမြင်ချို့ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာဒီနေ့တော့မင်းကိုအဲ့ဒါလေးနည်းနည်းပြောပြမယ်အစပိုင်းမှာတော့နာလန်ရန်ကကျွန်တော်ကိုအလိုက်တင်လိုက်ရောတဲ့အနေနဲ့ပဲစိတ်ဝင်စားဟန်ဆောင်ခဲ့တာပါဒါပေမဲ့စနစ်ထဲကနေမြင်တွေ့ခဲ့ရတဲ့မန်တဝက်မတဝက်လှုပ်ဝက်ဆန်းကျဲတဲ့ဓာတ်တိုင်းနှစ်တာရတွေကိုကျွန်တော်ပြောပြလိုက်တဲ့ခါမှာတော့သူ့ရဲ့ဝင်သက်ထွက်သက်တွေကမတိမတာမျက်စံလာခဲ့တဲ့မျက်ဝန်းတွေထဲမှာလည်းတရားထူးရသွားတဲ့ပုံစံမျိုးနဲ့ကြည်လင်တဲ့အယောင်ဝါတွေထွက်ပေါ်လာပြီးခန္ဓာကိုယ်ပတ်လည်မှာပြင်းထန်တဲ့ဓာတ်ရှိန်ဝါတွေလှည့်ပတ်စီးဆင်းလာပါတော့တယ်အချိန်နှဲငယ်ကြာပြီးနောက်မှာတော့သူ့ခန္ဓာကိုယ်ကပြင်းထန်စွာတုန်ခါသွားပြီးအတားအဆီးကိုချက်ချင်းကြော်ဖြတ်ကထိတ်တန်းအဆင့်တကျင့်ကြံမှုနဲ့ပဲတဲ့ကိုရောက်ရှိသွားခဲ့တယ်နာလန်ရန်ရဲ့စိတ်ထဲမှာတော့အုံကြွတုံလို့သွားပြီးကျွန်တော်ကိုမကြုံစဖူးရိုးသေးကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့ကြည်ရင်စိတ်ထဲကနေရေရွတ်လိုက်မိတယ်။ဧကရီရဲ့အမျိုးသားကတကယ်ကိုနဲ့နဲလွန်းလာတဲ့အမှတ်မထင်လမ်းညွန်ပေးုံလေးနဲ့တင်ဒီလောက်ထိစွမ်းဆောင်နိုင်တာပဲ။ကျွန်တော်ကတော့ကိုယ့်ရဲ့အမှတ်မထင်လမ်းညွန်မှုကြောင့်ထိတ်တန်းပညာရှင်တယောက်ဖြစ်သွားမှလုံးဝမသိပဲပြင်းပြင်းရှိတာနဲ့တန်းဝေပြီးဟင်းသီးဟင်းရွက်ထွက်ဝယ်ဖို့စိတ်ကူးလိုက်တယ်ပြီးတော့အိမ်ထဲကနေအေးလူပဲလမ်းလျှောက်ထွက်လာခဲ့တာပေါ့ကျွန်တော်နေထိုင်တဲ့တာမန်ရွာလေးဟာတကယ်တော့တရွာလုံးကိုဖြိုဖျက်ပြီးအစ်စ်ပြန်တိဆောက်ထားတဲ့တိုင်းပြည်ရဲ့လှုပ်ဝက်စခန်းတစ်ခုဖြစ်ပါတယ်။ရွာလူကြီးအဖြစ်အသွင်ယူထားတဲ့ဝင်ကြီးချုပ်ကျန်းကျူးကျန်းကတော့မျက်နှာပြက်ပြက်နဲ့ကောင်းကင်ကြီးကိုမော့ကြည့်နေရင်ကျွန်တော်မျက်မမြင်တုတ်ကောက်လေးနဲ့လမ်းလျှောက်လာတာကိုမြင်တော့စိုးရိမ်ပူပန်နေတဲ့မျက်နှာကိုချက်ချင်းဖြောက်ပြီးပြုံးပြုံးရွှင်ရွှင်နဲ့လှမ်းနှုတ်ဆက်ပါတယ်ကျွန်တော်ကလည်းစနစ်ကနေရထားတဲ့လှုပ်ဝက်လက်ကွက်တိုင်းကိုစမ်းသပ်ဖို့အခွင့်အရေးမရသေးတာနဲ့အခုပဲစမ်းသပ်ဖို့အကောင်းဆုံးလူကိုတွေးပြီးဆိုပြီးဘာမှမပြောဘဲဝင်ကြီးချုပ်ရဲ့မျက်နှာကိုဖျက်ခနဲ့လမ်းကင်ပြီးဟိုပို့တီပို့လုပ်လိုက်ပါတော့တယ်ကျန်းကျူးကျန်လည်းရုတ်တရက်ဒေါသထွက်ပြီးနဖူးကအကျော်တွေပါထောင်တက်လာခဲ့တယ်တိုင်းပြည်မှာဧကရီပြီးရင်အာဏာရှိဆုံးဖြစ်တဲ့သူကဘယ်တော့မှဒီလိုလူပုံအလဲမှာမျက်နှာအပုတ်ခံရတဲ့အဆက်ကွဲမှုမျိုးကြုံဘူးလို့လေအဖိုးကြီးမင်းရဲ့ကံကြမ္မာကမသေးလာဘူးပဲတိုင်းပြည်ရဲ့ဝင်ကြီးချုပ်လုပ်ပြီးနာမည်ကျော်အောင်မလုပ်ဖဲဘာလို့ဒီရွာငယ်လေးမှာရွာလူကြီးလာလုပ်နေတာလဲပြောရင်းနဲ့ကျွန်တော်ကပို့ပြီးဆူဆူဝါးဝါလှုပ်လိုက်ပြန်တယ်သူ့နှာခေါင်းကိုဆွဲပြီးဆုံးမပါတော့တယ်ကို့အကြောင်းကိုပြန်သုံးသက်ဆန်းမှာဒီလောက်နှစ်တွေအကြာကြီးအလုပ်ကိုတေချာလုပ်ရလားလစာကောတိုးရလားပြီးတော့မင်းမျက်နှာကိုကြည့်ရတာညှိုးမောင်းနေတယ်ဒီနေ့တော့တွေးထွက်တန်ယူဖြစ်မဲ့ဘေးရန်ရဲ့ကြုံရလိမ့်မယ်ဘေးနားမှာမိသွေးရောင်းသမားအဖြစ်အသွင်ယူထားတဲ့စစ်သူကြီးကတော့မအောက်နိုင်တော့ပဲဦးလိုက်တဲလိုက်ရပါတော့တယ်ညီလာခံမှာအာနာဆက်ပြင်းထန်တဲ့ဝင်ကြီးချုပ်ကြီးဟာအခုတော့မျက်မမြင်တယောက်ရဲ့နှာခေါင်းဆွဲပြီးဆုံးမတာကိုခံနေရတဲ့မြင်ကွင်းကတကယ်ကိုကြီးကောင်းလွန်းလာပါတယ်အတိအကျပဲအဲ့ဒီအချိန်မှာအနီရောင်ဝစ်စုံဝစ်ဆင်ထားတဲ့ဧကရီဘီရင်မမေဒူဆာကလမ်းလျှောက်လာခဲ့တဲ့သူကနာလန်ရန်ရဲ့သတင်းပို့မှုကိုကြားပြီးကတည်းကကျွန်တော်ပေါ်စိတ်ဝင်စားမှုတွေပြင်းထန်နေတာမို့ကိုယ်တိုင်လာကြည့်တာဖြစ်ပါတယ်ကျွန်တော်ကတော့ဘေးနားကဟင်းသီးဟင်းရွက်ဆိုင်စီရောက်သွားခဲ့ပြီးဆိုင်ရှင်ကတော့ပုံကံဖို့ကြံစီနေတဲ့မြောက်ပိုင်းမင်းသားဝန်ချန်ဖြစ်ပါတယ်ဆိုင်ရှင်ကြက်တုံနေရှိလားသူကတော့ကောင်းကင်ကထူးဆန်းတဲ့ဖြစ်စဉ်တွေနဲ့ပုံကံမဲ့ကိစ္စတွေကြောင့်စိတ်ရှုပ်ထွေးနေတာမို့စိတ်မရှိစွာနဲ့ပြန်អော်တယ်မျက်စိကန်းနေလားကိုဘာသာကိုကြည့်ပါလားကန်းတာတော့အမှန်ပဲလေ
ဝန်ချန်ကမောကြည့်လိုက်တော့ကျွန်တော်ဖြစ်နေတာကိုမြင်ပြီးမျက်နှာတစ်ခုလုံးအိုးမဲတုတ်ထားသလိုမဲမောင်သွားတယ်သူကပုံကံမှုအောင်မြင်ရင်အေဂရီကိုတိမ့်ပိုက်ဖို့အမြဲအိမ်မက်မက်နေသူမှုကျွန်တော်ကိုသူ့ရဲ့ရန်သူတော်ကြီးလို့သတ်မှတ်ထားတာပါဒါကြောင့်ဟင်းသီးဟင်းရွက်တွေကိုပြစ်ချပြီးကျွန်တော်ကိုစုံမဖို့ပြင်လိုက်တဲ့အချိန်မှာပဲကျွန်တော်ကအေးအေးဆေးဆေးလှမ်းပြောလိုက်တယ်အကိုကြီးမင်းရဲ့လေယူလေသိန်းအရာမြောက်ပိုင်းကထင်တယ်ငါစကားကိုနားထောင်ပြီးမင်းရဲ့မိသားစုကိုအဲ့ဒီနေရာကနေအမြန်ဆုံးခေါ်ထုတ်လာခဲ့ပါအဲ့ဒီမှာဆက်မနေနဲ့တော့ဘာဖြစ်လို့လဲမြောက်ပိုင်းပဒေသရမင်းကပုံကန်တော့မှသူ့ရဲ့တားမိုက်ကလည်းမြို့တော်တဲ့ကိုတိတ်တဆိတ်ခိုးဝင်လာပြီးစူပူအောင်ကြွမှုလုပ်ဖို့ပြင်နေတာတိတ်မကြခင်မှာပဲတမိသားစုလုံးအသက်ခံရမယ်လမ်းစဉ်စီရောက်တော့မှာပဲဒီစကားကိုကြားလိုက်ရတဲ့အခါဝန်ချန်ဟာမိုးကြိုးပစ်ခံလိုက်ရတယ်လို့မျက်နှာတစ်ခုလုံးဖြူလျော်သွားပြီးစိတ်ထဲမှာထိတ်လန့်သွားခဲ့တယ်သူဘာအစီအစဉ်မှမဆရသေးခင်မှာပဲဒီမျက်မမြင်ကဘလို့လုံးသိနေရတာလဲသူကလူသက်ချင်တဲ့အရှိန်အဝါတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်ရင်းမေးလိုက်တယ်မင်းဘလို့သိတာလဲကျွန်တော်ကတော့လှုပ်ဝက်စွာပြုံးလိုက်ပြီးသူ့ပကုံးကိုပုတ်ကပြောလိုက်တယ်မျက်မမြင်တယောက်အနေနဲ့ဘေးတင်ဟောတတ်တာဒါတဘာဝကြပါတယ်ဟုတ်တယ်မလားဝန်ချန်ခန့်များတွေးအမတက်ဒေါသထွက်သွားပြီးပြန်ဆဲဖို့ပြင်လိုက်ပေမဲ့အတန်ကချက်ချင်းရက်တန့်သွားခဲ့တယ်ဘာလို့လဲဆိုတော့တာမန်ရက်သားလို့ဝစ်စင်ထားပေမဲ့အရှိန်ဝါပြင်းထန်လုံးနဲ့အေဂရီဘီယင်မမေဒူဆာလမ်းလျှောက်လာတာကိုမြင်လိုက်ရလို့ပါပဲမင်းဘလို့လောက်ရောက်လာတာလဲကျွန်တော်ကတော့အမြဲတမ်းရနေကြရင်းနှီးတဲ့အနက်အသက်လေးစီလှည့်ပြီးနူးညံ့စွာပြုံးပြလိုက်တဲ့ရှေ့မှာမှောင်မဲနေပေမဲ့သူရောက်လာမှန်းကျွန်တော်သိတာပေါ့မေဒူဆာကမျက်ဝန်းအစုံနဲ့ကျွန်တော်ကိုပြုံးရောင်တန်းကြည့်ပြီးဘေးနားမှာချွေးစေးတွေပြန်နေတဲ့ဝန်ချန်ကိုတစ်ချက်ဝေးကြည့်ကပြောလိုက်တယ်